ဘဝမှာကန်တာတာကောင်းခြင်းရင်နံပါတ်1မနှက်မျက်နှာတက်တဲ့အခါတရဏဂုံရွတ်ဆိုပါမျက်နှာအကြည်တက်လေးရသေးပါတယ်နံပါတ်2သွားတိုက်တဲ့အခါဂုံတော်ပွားများပါကိုယ့်ရဲ့ကောင်းတဲ့အကြံစီအပြောဆိုမှန်သမျှအောင်မြင်စေပါတယ်နံပါတ်3တတိယရရတယ်လို့မေတ္တာတုံရွတ်ဆိုပါမေတ္တာပေးတဲ့သူနာမှာမေတ္တာပြန်ပေးတဲ့သူတွေနဲ့လုံခြုံလွေးထွေးစေပါတယ်နံပါတ်4တနေ့ကို2ကြိမ်အနည်းဆုံးတောက်တော်ရေးကတ်လူပါ9ရက်သားသမီးတွေအေးချမ်းသလိုကိုယ့်ရဲ့ဘဝလည်းအေးချမ်းစေပါတယ်နံပါတ်5တနေ့တစ်ကြိမ်မဟာတမယတုတ်ရွတ်ပြအောင်ရွတ်ပါနတ်တို့ချစ်ခင်စောင့်ရှောက်ပါတယ်နံပါတ်6တနေ့တစ်ကြိမ်ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပါအကျိုးကျေးဇူးဧကံထူပါတယ်နံပါတ်9တနေ့တစ်ကြိမ်ခင်မုန်းကြီး10ပါးကိုဝင်ချတောင်းပန်ရှိခိုးပါအပြစ်မှန်သမျှဆင်ခြင်မိစေပါတယ်နံပါတ်10 5ပါးတီလာကိုလုံခြုံအောင်တတ်နိုင်ဆုံးဆောင်ထိန်ပါတီလာရဲ့အကျိုးကြောင့်လူတန်ဖို့မြင့်တက်လာပါလိမ့်မယ်နံပါတ်9မိဘကျေးဇူးအထူးတည်တတ်ပါရောက်ရရမှာလူချစ်လူခင်ပေါ်ပြီးကုညီဆောင်မသူတွေနဲ့တွေ့ရပါလိမ့်မယ်နံပါတ်10စိတ်ကောင်းရှိစွာနေထိုင်ပါစိတ်နောက်ရင်ဘဝနောက်တက်ပါတယ်နံပါတ်17နေ့စဉ်ကုသိုလ်ပညာဥစ္စာတွေကတစ်ခုခုရဖို့ကြိုးစားပါလူဖြစ်ရတဲ့အခိုက်အတန့်မှာလူဖြစ်ရကြိုးနှက်စေပါလိမ့်မယ်နံပါတ်12တနေ့ကိုအနည်းဆုံး15မိနစ်လောက်တရားထိုင်ပါတန်တရားဝစ်စင်းရဲကနေလွတ်မြောက်နိုင်ပါလိမ့်မယ်အိမ်အောင်ပြုတော့မဲ့အခါမင်းဘာမှလုပ်เสียမလို့ကိုရှားကျွေးမယ်ဆိုတဲ့စကားပြားရည်တုတ်ထားတဲ့အစိတ်သီးဖြစ်နေတတ်တယ်အခြေရေးရဲ့အစမှာတော့ဒီစကားအရန်ကိုနားထောင်လို့ကောင်းပါလိမ့်မယ်ငါယောက်ျားငါ့ကိုဘယင်မနေရာထားတာဆိုပြီးဂုံယူခြင်းတရားပါဒါပေမဲ့သတိထားဖို့တော့လိုတယ်အလုံးမလုံးတဲ့သူကကြာလာရင်ဆုံးဖြတ်နိုင်စွမ်းနေကိုယ့်ရဲ့တန်ဖိုးတွေကိုဖြည်းဖြည်းချင်းတက်ပြစ်လိုက်တယ်လို့ပဲလေအိမ်တိမ်မှာဆိုရင်လည်းပတ်စံရှာနိုင်တဲ့သူကသာအိမ်ကိုထိန်းချုပ်ခွင့်ရတဲ့သူဖြစ်နေတတ်တယ်ယောက်ျားရဲ့လှုပ်ရှားကိုထိုင်စားတာကြာလာတဲ့အခါကိုမိဘကိုကြော့ခြင်းအောင်ယောက်ျားမျက်နှာကြည့်နေရတဲ့ဘဝမျိုးရောက်သွားတတ်တယ်ကိုလိုချင်တာလေးဝယ်ဖို့တောင်ကလေးဆန်ဆန်ပူစာတောင်းဆိုရတတ်တယ်အဆိုးဆုံးကတော့အိမ်တော်ရဲ့အစင်မပြေဖြစ်တဲ့အခါမျိုးမှာငါရှာကျွေးထားတာလေးဆိုတဲ့စကားတခွန်းနဲ့မိမတယောက်ရဲ့ဂုံတိတ်ခါကိုရိုက်ချိုးပစ်တတ်တယ်ဒါကြောင့်အဖိုးရဲ့မြေမာတို့လည်းကိုယောက်ျားရဲ့လာတာတိမ့်တရာရခြင်းရနေပါသည်ကိုရှာတဲ့ငွေတသိန်းရတာကို့အတွက်လုံခြုံမှုပိုပြီးပေးနိုင်တယ်ဆိုတာကိုမမေးနဲ့ဘာကြောင့်လဲဆိုတော့မိကိုသူဆိုတဲ့ဘဝဟာလောင်ရင်ထဲကငှက်တကောင်လိုပဲအစာဝပြီမဲ့ပြန်တန်းဝင်တော့မရှိဘူးလေဒါကြောင့်အဖိုးရဲ့မြေမာလေးတို့လည်းကိုခွန်ကိုအားနဲ့ထက်မြက်စွာပြန်တန်းနိုင်တဲ့အမျိုးကောင်းသမီးလေးတွေဖြစ်ဖို့ကြိုးစားပါယောက်ျားကိုပဲအားကိုးမနေပဲမောင်တထမ်းမယ်တရွတ်အိမ်နောက်တာဝန်ကိုထမ်းဆောင်နိုင်တဲ့သူဖြစ်အောင်ကြိုးစားကြပါလို့အဖိုးမှာခြင်းနဲ့လူအမျိုးမျိုးရှိတယ်တထေးတွေကိုရွေးပြီးချိုးတဲ့သူကိုထေးချိုးလိုမလာပြီးချိုးပြတဲ့သူကိုလိုချိုးအကြံနဲ့လာပြီးချိုးပြတဲ့သူကိုကြံချိုးတွေ့တော့ခဏချိုးပြတဲ့သူကိုတွေ့ချိုးမကောင်းတတ်လို့ဖြစ်ညစ်ပြီးချိုးပြနေတဲ့သူကိုညှက်ချိုးအမြဲတမ်းအပြုံးနေနဲ့ချိုးနေတဲ့သူကိုပြုံးချိုးတခြားသူပေါ်လူလဲကြဖို့ချိုးပြနေတဲ့သူကိုလဲချိုးငွေမျက်နှာကြောင့်ချိုးပြနေတဲ့သူကိုငွေချိုးလို့ခေါ်တယ်အဖိုးရဲ့မြေတို့ရောဒီလူတွေကဘယ်နှမျိုးနဲ့စုံမှုခဲ့ကြလဲဖြေသွားပေးကြအောင်နော်ကို့အတွက်နေရာမရှိရဲ့ရထားကိုပြေးမလိုက်နဲ့အချိန်ကုန်တတ်တယ်ချောင်းလုံးကြက်လုံးနဲ့ဖနက်ကိုမစီးနဲ့ခရီးထောက်တယ်ဒဏ်ရာရတတ်တယ်မှတ်တိုင်များတဲ့ဘတ်စကားကိုမဆောင်နဲ့အချိန်ပိုရှာမရောက်လာတတ်တယ်ဘေးဥယျာဉ်မှုကိုငေးတဲ့ပန်းကိုမပြူစုနဲ့ပေးဆက်ယူရသမျှအချီးနှီးဖြစ်တတ်တယ်အယောင်ပြောင်းသောတိမ်တွေကိုမငေးမောနဲ့မျက်နှာလွှဲတာနဲ့ပြောင်းလဲတတ်တယ်မာယာများသောပင်လယ်ကိုယုံပြီးရွမ်းမလွင်နဲ့ဘဝတွေအသက်တွေဆုံးရှုံးရတတ်တယ်တစုံတစ်ယောက်ရဲ့ဘဝမှာအရေးပါတဲ့လူမဖြစ်ခြင်းနဲ့အရေးပါခြင်းလို့ရင်ကြောင်ထိုးခံရတတ်တယ်အပြောချိုသောအရက်ကိုကြောမပေးနဲ့နောက်ကျောဓာတ်နဲ့အထိုးခံရတတ်တယ်မိတ်ဆွေအပေါင်းအသင်းကိုအရင်နှီးဆုံးလူနဲ့ပေးမတီးနဲ့လူယူဖောက်ပြန်ခံရတတ်တယ်စုံလာသမျှဘာဝမှာအရင်မမျော်လင့်နဲ့မှန်းသလိုမဖြစ်ရင်ယူတတ်တယ်ဘဝမှာမရှက်သင့်တဲ့အချိန်၅ခုရှိတယ်၁ပညာသင်ချိန်မှာမရှက်နဲ့၂အမားကိုဝင်ချတောင်းပန်တဲ့နေရာမှာမရှက်နဲ့၃လူအများရှိမှစကားပြောတဲ့နေရာမှာမရှက်နဲ့၄မိဘကိုလူရှိသူရှိရှိခိုးတဲ့အချိန်မှာမရှက်နဲ့၅ကိုမသိတာမတတ်တာကိုမေးမြန်းတဲ့အချိန်မှာမရှက်နဲ့လူဆိုတာရှက်တဲ့အရာကိုရှက်ရမှာဖြစ်ပေမဲ့မရှက်တဲ့အချိန်တွေမှာရှက်နေမိရင်လေကိုလိုချင်တာတွေကိုရချင်တာတွေနဲ့လွဲတတ်တယ်ကွ
တောထဲကစူဘဲသူလားခြုံပေးတယ်လေသူ့ဘာသာသူခြုံမြနေတာတမင်ရဲ့မျက်လုံးဘဲသူမျက်စင်းခတ်ပေးတယ်လေသူ့ဘာသာသူကြည်လင်းနေတာနုံနေရကြာဘဲသူအနံ့ထည့်ပေးတယ်လေသူ့ဘာသာသူမှုေးမြနေတာအရေးချင်းရှိတဲ့သူဘဲသူစေခိုင်းတယ်လေသူ့ဘာသာဖြစ်တွန်းအောင်မြင်လာတာဒါကြောင့်အရေးချင်းရှိတဲ့သူဆိုတာသူတော်ဘာခိုင်းမှအောင်မြင်အောင်လုပ်နိုင်တဲ့သူမျိုးမဟုတ်ဘူးကိုယ်ပိုင်အသိဉာဏ်နဲ့ပဲအောင်မြင်အောင်ကြိုးစားကြတာမျိုးပါသူများကိုလမ်းပြခြင်းကိုယ်တိုင်ကလမ်းမှန်နေဖို့လိုတယ်သူများကိုစုံမခြင်းကိုယ်တိုင်ကယဉ်ကျေးနေဖို့လိုတယ်သူများကိုတွဲထူခြင်းကိုယ်တိုင်ကခွန်အားရှိနေဖို့လိုတယ်သူများကိုဝင်ကားခြင်းနဲ့ဆိုရင်ကိုယ်တိုင်ကပြေးဝနေဖို့လိုတယ်လောကကြီးမှာဝါမရှိရွယ်ဝီးလုပ်ခြင်းလို့မရဘူးဒါကြောင့်သူတော်ဘာကိုအမြင့်ရောက်အောင်ထမ်းတင်ခြင်းနဲ့ဆိုရင်ကိုယ်တိုင်ကတန်မားနေဖို့လိုတာပေါ့လောကမှာလူတိုင်းကြိုက်အောင်နေဖို့မဖြစ်နိုင်ဘူးကိုယ့်ကိုမုန်းတဲ့သူကမုန်းမှာပဲကိုယ့်ကိုအပြစ်မြင်တဲ့သူကမြင်းကိုမြင်နေမှာပဲဒါကိုကိုယ်ကိုမမုန်းပါနဲ့အပြစ်မမြင်ပါနဲ့လို့လိုက်ပြောနေလို့မှမရတာတာမန်လူသားတွေမပြောနဲ့လောကကောင်းကျိုးပဲဆောင်ခဲ့တဲ့သုံးလောကထွတ်ထားမြတ်စွာဘုရားရှင်ကိုတော့မကြိုက်တဲ့သူဝေဖန်အပြစ်တင်တဲ့သူမနာလိုမုန်းတီးတဲ့သူဆိုတာရှိခဲ့ဘူးတာပဲလေဒါကြောင့်တာမန်လူသားဖြစ်တဲ့ကိုယ်ပေါ်မုန်းတီးတဲ့သူအပြစ်တင်ဝေဖန်သူတွေရှိနေတာပဲဆန်းတော့မလဲဒီအခါမျိုးမှာဘယ်လိုနှလုံးသွင်းရမလဲဆိုတော့ကိုယ်ကိုမုန်းနေတာသူ့အပိုင်းဝေဖန်နေတာသူ့အပိုင်းပဲကိုဘဝကိုကောင်းအောင်တည်ဆောက်ရမှာကိုယ်အပိုင်းပဲလို့သာနှလုံးသွင်းထားအရေးအကြီးဆုံးကတော့တခြားသူတွေဝေဖန်အပြစ်တင်ယုံမနာလိုမုန်းတီးနေယုံနဲ့ကိုရှောင်းမဲ့လမ်းလွဲမသွားဖို့ပဲလိုတယ်နာယူမသားရှိစကားခုနှစ်ချက်ချစ်ပြီးသားလူတွေကိုမုန်းမသွားသေးနဲ့အချစ်ကနေအမုန်းဖြစ်သွားတဲ့သူကကြောက်စရာပိုကောင်းတတ်တယ်ဒေါသထွက်နေတဲ့အချိန်စကားများများမပြောနဲ့ဒေါသစိတ်ကြောင့်ပြောသမျှစကားတွေကအမားတွေဖြစ်နေတတ်တယ်မိသားစုချင်းငွေမချေးနဲ့ပေးနိုင်သမျှစိတ်ပြက်ပြက်နဲ့ပေးလိုက်ပါချင်းကားတာမျိုးမလုပ်ပါနဲ့ထမင်းစားခြင်းအိမ်မလဲပါနဲ့ကျွေးမွေးဖို့အစဉ်သင့်မဖြစ်တဲ့အခါအိမ်ရှင်မှာအခက်တွေ့ရတတ်ပါတယ်လူတယောက်ရဲ့အားနည်းချက်ကိုလူပုံအလဲမှာထုတ်မပြောမိစေနဲ့ရှက်စိတ်ကြောင့်အမုန်းပွားကရန်ညှိုးထားခံရတတ်တယ်ဈေးရောက်တဲ့အခါပြုံးထားဖို့မမေ့နဲ့ဈေးဝယ်သူတော်တော်များများဈေးချိုတာထက်လူချိုတာကိုပိုးသဘောကျတတ်ကြတယ်ကြားသမျှမယုံနဲ့ယုံသမျှပြန်မပြောနဲ့စကားဆိုတာပြောတိုင်းမကောင်းတယ်လို့ကြားတိုင်းယုံနေရင်လည်းတုံးအားရရောက်တတ်ပါတယ်ဘဝမှာဒီဘာအခရာ၅ခုကိုဘယ်တော့မှမမေ့နဲ့နံပါတ်1မိဘကိုမမေ့နဲ့နံပါတ်2ဖျားကိုမမေ့နဲ့နံပါတ်3ဘဝမမေ့နဲ့နံပါတ်4ဘဝင်မမြင့်နဲ့နံပါတ်5ဘယ်သူ့ကိုမှလွယ်မယုံနဲ့ဒီဘာအခရာ၅ခုကိုမမေ့တဲ့သူကဘဝမှာဘယ်တော့မှမစင်ရဲသလိုဘယ်တော့အခါမှအောက်ကျနောက်ကျမဖြစ်တတ်ဘူးကွအကျွေးဘလောက်ပဲခင်မင်းရင်းနှီးနေပါသေးအားနာပြီးငွေချေးမပေးလိုက်ပါနဲ့ချေးလိုက်တဲ့ငွေတိုင်းဟာရက်ချင်းမှန်မှန်ပြန်မဆက်ကြတာများပါတယ်အားနာပြီးစေနာနဲ့ကူညီပေးလိုက်ပြီးမဲ့အချိန်တန်ရင်ပြန်ရလာတတ်တာအမုန်းတရားတွေပဲလေကျွေးယူပြုံတောင်းတော်မုန်းဆိုတဲ့စကားစေတနာနဲ့ချေးပေးလိုက်ပြီလို့ဝေဒနာတွေရောင်ပြန်ရတတ်တာမျိုးလေငွေချေးပေးတော့ကတော့ကျေးဇူးတင်လွန်းလို့ဝမ်းသာလွန်းလို့ဖြစ်သွားတဲ့မျက်နာတွေကပြန်တောင်းတဲ့အခါအာဃာတမျက်နာတွေနဲ့ကျေးဇူးတွေကမ်းကြတော့တာပဲကိုယ့်ဘက်ကချေးပေးလိုက်တော့မှလွယ်လေးပေးလိုက်ပြီမယ်ကိုပြန်တောင်းတဲ့အခါဘယ်တော့မှလွယ်ကူနဲ့ပြန်မရတတ်ဘူးစင်ကြေမျိုးကြားရမျက်နှာချိုသွေးတောင်းရနဲ့ကိုပတ်စံကိုမနဲ့အောက်ကျခံပြီးပြန်တောင်းရတဲ့ဘဝမျိုးရောက်သွားတတ်တယ်အဲ့ဒါအကျွေးပေးခြင်းရဲ့ဝတ်ကျွေးတွေပဲလေတချို့လူတွေကခင်မင်တဲ့သူအားနာတတ်တဲ့သူတွေကိုရွေးပြီးအတုံးချတတ်ကြတယ်ဒါကြောင့်ကိုယ်တည်ငွေလားချေတဲ့အခါတည်ကားဖြစ်လာတဲ့အာနာစိတ်ကိုတတ်နိုင်သမျှထိန်းဘာကြောင့်လဲဆိုတော့ငွေချေးပေးပြီးသွားရင်မိတ်ဆွေကနေရန်သူဖြစ်သွားတာများတဲ့အတွက်ကြောင့်ပဲကွ